ဝေဟင်ကနေမြေပြင်ကိုအချိန်ပြင်းပြင်းပြုတ်ကျလာနေတဲ့ Carol Fresh ကိုအဝါရောင်လက်ကြီးတစ်ခုကဖမ်းထားပေးလိုက်ပြီးဒါကိုလှုပ်တဲ့သူဟာ Yellow Lantern Hal Jordan ဖြစ်ပါတယ်။ Carol က Hal ကိုတိုင်တော်ကြည့်ရင်နင်ဘာဖြစ်သွားရလဲ Hal လို့မေးပါတယ်။ Hal တယောက်ဘာမှအဖြေမပေးနိုင်ခင်ဂန်သက်ကသူကြာရှုံးသွားပြီလို့ဆိုလိုက်ပါတယ်။ Sinestro ကဒေါသတကြီးကြာရှုံးသွားပြီရဲ့လား။ဘာကနေကြာရှုံးရရလဲ။သူကပိုပြီးမှန်ကန်တဲ့လမ်းကိုရှာတွေ့သွားသူတော်ကောင်းကြီးရဲ့လို့ပြောတဲ့အခါဂန်သက်ကမင်းဟာ Green Lantern Corps အတွက်ဘယ်တော့မှမသိတော့ခဲ့ဘူးလို့ပြန်ပြောပါတယ်။ Sinestro ကမင်းရဲ့ Corp ထက်ငါတို့ကအများကြီးတာရဲ့ကွာလို့ဆိုပြီးဂန်သက်ကအဲ့ဒါမာနာ Sinestro ဒီမာနာကပဲမင်းတို့သမီးအရာရာကိုအရာမထင်စေခဲ့ရလို့ဆိုပါတယ်။ဘေးကဂိုင်းကာဒနာလက်တစ်ဖက်ကျိုးနေရနေအောင်မင်းရဲ့အပြစ်မဲ့လူတွေကိုတတ်တဲ့အကျင့်ကလည်းမင်းတို့အများကြီးအရာမထင်စေဘူးလို့ဝင်ဖောက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂန်သက်ကအတိတ်မှာသူအားကိုးအဆောင်တပည့်ရဖြစ်ကြတဲ့ Sinestro နဲ့ Hal တို့ကိုကြည့်ရင်မင်းတို့နှစ်ယောက်အမှားကြီးလှုပ်လိုက်ပြီလို့ပြောပါတယ်။တစ်ဖက်မှာလည်းအကူကြီးလေးပေါ်မတက်နိုင်သေးတဲ့ Huntress တယောက်လင်းနေထားတဲ့အခန်းထဲပြန်ပြေးဝင်လာပြီးအထဲမှာရှိနေတဲ့ Batwoman ကိုဒီကနေအမြန်ထွက်ဖို့ပြောပါတယ်။ Batwoman နင်းကိုဒီကနေပြန်ထွက်သွားပြီးထင်တယ်လို့ပြောတော့သူ့လျင် Sinestro နဲ့ Guardian တယောက်ရဲ့တိုက်ပွဲကြလက်နက်ပြည့်အသုံးခံလိုက်ရတယ်လို့ဆိုပါတယ်။လက်ရှိ Super Power ရှိရဲ့ကောင်တွေ Fighting Play နေအောင်ဒီကနေအမြန်ထွက်သွားကြဖို့ပြောရကြောင်း Batwoman အပါအဝင် Resistance အဖွဲ့ဝင်တွေ Ferris Aircraft ကနေလင်းကိုစီနဲ့ပြန်တက်လာကြပါတယ်။ Oracle ခေါ် Barbara ကတော့သူ့အဖေကိုလောလောလတ်ဆုံးရှုံးလိုက်ရလို့ကြေကွဲနေပြီး Batman မင်းတို့အဲ့ Oracle ထင်းချုပ်ရဲ့နေရာကနေဝင်ယူပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့ Barbara ကတော့အာတင်အဲ့လိုလုပ်ဖို့မလိုကြောင်းပြောပါတယ်။တစ်ချိန်တည်းမှာပဲ Ferris Aircraft က Resistance နေဝင်းဟန်ပေါ်ရောက်နေပြီဖြစ်ကြောင်း Batcave က Black Canary ကိုသတင်းပို့လိုက်ပါတယ်။ Black Canary ကလည်းသူ့အစင်းသင်းဖြစ်ကြောင်းပြန်ပြောရင် Batwing ပေါ်တက်လိုက်ပြီး Alfred က Superman ကိုဒုံးကျည်တစ်စင်းလောက်နဲ့ထုခဲ့ဖို့မြှောက်ပေးပါတယ်။ Batman Communicator တစ်ဆင့်ဘဝင်းတစ်စင်းလုံးခဲနဲ့ကာထားတာ Superman အထက်ကလို့မမြင်နိုင်ဘူးလို့ပြောပါတယ်။ Black Canary ကအဲ့ဒါပိုတော့မကောင်းလားလို့မေးတဲ့အခါ Batman သူသာအထဲကိုဖောက်မမြင်နိုင်အထဲမှာရှိနေရငါလို့တေချာပေါက်တော့မှာပဲလို့ဆိုပါတယ်။ဂိုင်းကဒနာဘက်မှာတော့ဂန်သက်ကဒီရသွားရအောင်ငါတို့တခြားနေရာတစ်ခုမှလိုအပ်နေပြီလို့ Sinestro Corp ကိုပေါ်တင်ပလင်းပြောပါတယ်။ Sinestro ကမင်းဖယ်သွားမလို့လဲလို့မေးတော့ဂန်သက်ကအေးစစ်စစ်ပဲမင်းထပ်ပိုအရေးကြီးရဲ့တရရောက်နဲ့တွားရင်ဆိုင်ဖို့လို့အဖြေပေးပါတယ်။ Sinestro ကသူ့ရဲ့အပေါင်းဖော် Yellow Lantern နှစ်ကောင်နဲ့ဂန်သက်စီပြေးဝင်လာရင်ငါထပ်ပိုရေးကြီးရဲ့ကောင်မရှိဘူးလို့អော်ပါတယ်။ဂန်သက်က Green Energy တစ်ခုနဲ့ Yellow Lantern နှစ်ကောင်ကိုပြချပစ်လိုက်ပြီး Sinestro တယောက်အကာကောင်းလို့သာသူ့ဖော်ရေးသွားရမရဏလန်စီမမြဲရတာဖြစ်ပါတယ်။အေးဆက်ဆက်လေးတန်းနဲ့ဂန်သက်ကငါလူရင်ကျေးမှုတွေ civilization တွေတိုးတက်တာကိုဆွေးရုပ်တာကိုကျင့်ဖန်များစွာမြင်ခဲ့ဘူးတယ်။မင်းကတမိုင်းကြောင်းနဲ့အမှုံမွားတတာပဲ Sinestro မင်းရဲ့တည်ရှိမှုကနည်းနည်းလေးအောင်ရေးမပါဘူးဒီတော့ငါရဲ့အချိန်နေမင်းကိုမငဲ့ပေးနိုင်တော့ဘူးလို့ဆိုရင်ဂိုင်းကာဒနာနဲ့အတူတနေရာကိုထွက်သွားပါတယ်အကာတာရဲ့မှာစူပါမန် Green Lantern တကောင်ကိုလေပင်းညထိုင်အားပြင်းပြင်းနဲ့ထိုးဖို့ဟန်ပြင်လိုက်ချိန်ဂန်သက်ရောက်လာပြီးလန်တန်ကိုကာဝယ်ပေးပါတယ်မင်းအပြက်စီးရဲ့လောက်တာတော်တော့ပြီစူပါမန်ဘာလို့ထပ်ပြီးခွင့်ပြုနိုင်လို့ဆိုရင်စူပါမန်လိုကောင်းတာဝိယုံနေစုပ်ပြဲအဝေးကိုလင်းထွက်တဲ့အထိအားပြင်းနဲ့စွမ်းရည်နဲ့ပြစ်ထည့်လိုက်ပါတယ်ကြီးမရဲ့စွမ်းရည်ကြောင့်သတိမေ့သွားတဲ့စူပါမန်ကဘာပေါ်ပြပြုတ်ကျလာပေမဲ့ Yellow Lantern နှစ်ကောင်ကဝိုင်းဖန်ပေးထားပါတယ်။ဒါပေမဲ့အသင်းဆောင်နေတဲ့ Resistance အဖွဲ့ကဝင်းဟန်းနေဒုံးကျည်နဲ့ဝိုင်းထူတာကြောင့် Yellow Lantern တွေကိုယ့်ကိုမသိအောင်ကာဝယ်ကြရပါတယ်။ဒါကြောင့်မဲ Superman ကိုလှုပ်ချလိုက်ရပြီးကံကောင်းစွာနဲ့ Superman ကသတိပြန်လဲလာတယ်လို့ကံဆိုးစွာနဲ့နိုးချင်းဒုံးကျည်တစ်စင်းစလိုက်ရပါတယ်။စုပ်ပြက်နေတဲ့ဝဲယုံနဲ့ဝေဝါးနေတဲ့အမြင်ကြားသူ့ကိုတိုက်ခိုက်နေတဲ့အရာကိုအာယူကြည့်လိုက်တဲ့အချိန်မှာတော့ Resistance အဖွဲ့ဝင်တွေရဲ့တိုက်ရင်နေကြမှာသူဘယ်တော့မှမမေ့နိုင်တဲ့ Batman ရဲ့ပတ်ဝန်းကိုတွေ့လိုက်ရပါတယ်။ Superman တစ်စက်လေးအောင်မတုံမဆိုင်ပဲဘတ်ဝင်းကို Heat Vision နဲ့အားကုန်တုံပစ်လိုက်ပြီးဘတ်ဝင်းကလည်းအစိတ်စိတ်ပေါ်မှာပောက်ကွဲထွက်သွားပါတယ်။ဒါပေမဲ့ပောက်ကွဲမှုတွေကြားထွက်လာတာ Black Canary ရဲ့ Canary Crime ဖြစ်နေလို့နားနှစ်ဖက်ကိုအလျင်မြန်ပိတ်ထားလိုက်ရပါတယ်။ Black Canary ကအားနည်းနေတဲ့ Superman မြေပြင်နဲ့စောင့်မရတဲ့အထိ Canary Crime နဲ့အပေါ်ကနေစီးអော်ပစ်ပါတယ်။ဒါကြောင့်ဟန်ဂျာမထိန်နိုင်တော့တဲ့ Superman တယောက်အောက်ကိုအချိန်ပြင်းပြင်းပြုတ်ကျလာပါတော့တယ်။ဒီလိုအချိန်နဲ့ပြုတ်ကျလာတာ Superman လိုကောင်ဖြစ်လို့မြေရင်နဲ့ထိမိချိန်မှာပဲကြီးမားရဲ့ပောက်ကွဲမှုတွေနဲ့အတူကြီးမားရဲ့ချင်းခွက်ကြီးပါဖြစ်သွားပါတယ်။Batman Superman ကျသွားပြီလား Black Canary ကိုမေးပြီး Canary ကမကြသေးကြောင်းပြောရင်ကုန်းယုံထလာပါတယ်။ Superman ရဲ့ဝက်ယုံကစုပ်ပြတ်တက်သွားပြီးနားလျာခတ်တဲ့အကြည့်နဲ့ဒိုင်နာကိုကြည့်ရင်ငါမင်းကိုနာကျင်အောင်လုပ်ဖို့ဘယ်တော့မှမရွယ်ခဲ့ဘူးဒိုင်နာငါဘယ်သူမှမထိခိုက်စေချင်ဘူးလို့ပြောပါတယ်။ဒိုင်နာကတော့ပါဇက်ပိတ်ထားနင်ကနင်းကိုယ်တင်တအားတနာစရာကောင်းနေထင်နေရလား။နင်ကကဘာပေါ်မှာအတန်မာဆုံးလူပဲကိုယ့်အပြစ်ကိုမမြင်ပဲတခြားလူကိုအပြစ်ဖို့လုပ်နေရယုံဖို့ကောင်းတယ်။နင်းမှာ supervision ရှိနေရပဲနင်းဘလို့လူသက်ကောင်မျိုးဘလို့အာနာရှင်မျိုးဖြစ်လာလဲနင်းကိုယ်နေမမြင်နိုင်ဘူးလားလူးဝစ်တယောက်နင်းကိုဒီလိုပုံစံနဲ့မမြင်လိုက်ရကံကောင်းတာပဲလို့ဆိုပါတယ်ဒီစကားရဲ့အကြောင်း Superman တယောက်ဒေါသထွက်သွားပြီးဒိုင်နာရဲ့မျက်နှာကိုစုပ်ကင်လိုက်ပါတယ်ဒီအခါဒိုင်နာငါအိုလီရဲ့နာရီမှာနင်းကိုပြောခဲ့တဲ့စကားတွေကိုမှတ်မိသေးလားလို့မေးရင် Kryptonite ကြီးတစ်ထောင်ကိုအငိုက်မိနေတဲ့ Superman ရဲ့ရင်ဘတ်ထဲပြစ်သွင်းလိုက်ပါတယ်
ယိုဒီရိုက်ဖြစ်ပြကြောင့်စူပါမန်မှင်သက်နေတဲ့အချိန်မှာဒိုင်နာအားပြင်းပြင်းဖြတ်ကန်လိုက်ပြီးနင်းကိုတစားစီလုပ်ပြမယ်လို့ငါပြောခဲ့သားပဲလို့ဆိုပါတယ်အဲ့ဒီနောက်အားနေပြီးလဲကျသွားတဲ့စူပါမန်ကိုကြည့်ရင်ငါတေခွင်းတေခွက်ကိုတမင်ရှောင်ပစ်လိုက်တာနင်ကအိုလီရဲ့အသက်ကိုချမ်းသာမပေးခဲ့ပေမဲ့ဗမန်တောင်းထားတဲ့ကတိကြောင့်ငါနင်းအသက်ကိုချမ်းသာပေးလိုက်ပြီနင်ဒီလောက်ရုံမာခဲ့တာအောင်ဗမန်နင်းရဲ့သုံးစားမရရဲ့အသက်ကိုစိတ်ပူနေအောင်ပဲဒါပေမဲ့နင်းရဲ့အုပ်စိုးမှုကအဆုံးသတ်ပြီးနင်းကဘာပေါ်ဆောင်ကျင်းလာရဲ့စိုးဝါမှုတွေကလည်းအဆုံးသတ်ရမှာပဲနင်းသာမရှိရင်စင်စထရိုခော့ကပြိုကွဲသွားမှာလို့ပြောပါတယ်အဂါတာရဲ့မှာလည်း Snapshot Core နဲ့ Green Lantern Core တို့ရဲ့တိုက်ပွဲပြင်းထန်နေပြီး Green Lantern Core မှာ Guardian ဂန်သက်ကိုယ်တိုင်ပါနေရဲ့အပြင်သူတို့ဘက်မှာလည်း Superman မရှိတော့တာကြောင့် Snapshot Core အရေးနှိမ့်လာပါတယ်။ဂန်သက်ကဘေးပပတ်လေကိုအစိမ်းရောင် energy ဖြန့်ကျက်လိုက်ပြီး Yellow Lantern နဲ့အများကြီးကိုမျက်စိတက်ဖိတ်အတွင်းအဆုံးသက်ပစ်လိုက်ပါတယ်။တနေရာမှာလည်းရှက်ဇန်တယောက်ရိုးရိုးချွန်ချွန်တိုက်ပွဲဝင်နေပြီးဂန်သက်ကိုတိုက်ခိုက်ဖို့တဟုန်ထိုးပြေးဝင်လာပါတယ်။ရှက်ဇန်လို့អော်ပြီးကြီးမားရဲ့မိုးကြိုးကိုစင့်ခေါ်ကိုပြင်လိုက်တဲ့အချိန်မှာဂန်သက်ကရှက်ဇန်ရဲ့ပါဇက်ကိုစွမ်းအားတစ်မျိုးနဲ့ပိတ်လိုက်ပြီးစကားမပြောနိုင်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက် green energy နဲ့လွန်းထွက်သွားအောင်ပစ်လိုက်ပါတယ်။ဒိုင်နာ hologistic ကျသွားသလိုနင်းမဟာမိတ်တွေကိုလည်းငါ့ကိုထိမ့်သိမ့်လိုက်ပြီးသူတို့နင်းကိုလာကူညီနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒိုင်နာရဲ့စကားအတိုင်းစိုက်ဘော့ကိုဘူလော့လို့ဂေါ်တန်ရဲအဖွဲ့ရဖမ်းချုပ်ထားပြီးဒေမီယန်ခတ်ဖို့မှန်ဖမ်းထားသလို flash ကိုဟာလီယာအယူချုပ်တဲ့ကလေးမှာချုပ်ထားပါတယ်။ဟာလီယာ flash ဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချခဲ့မိတဲ့လူကောင်းတစ်ယောက်ဖြစ်ပြီးဂျိုကာသူ့ကို brainwash လုပ်ခဲ့သလို Superman flash ကို brainwash လုပ်ထားကြောင်းပြောပါတယ်။အဲ့ဒီနောက် Flash ရဲ့စိတ်ကိုအကောင်းပကတိပြန်ဖြစ်အောင်ပြုပြင်ပေးမယ်လို့ဆိုပြီး Superman ပုံတူအယုတ်တယုံနဲ့ရှော့တိုက်လိုက်ပါတယ်။ Black Canary ဘက်မှာတော့ Guy Gardner ကိုဆက်သွယ်ပြီး Superman ကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့သူ့ကိုကဘာပေါ်ကနေခေါ်သွားရအောင်ဂန်သက်ကိုလွှတ်လိုက်ဖို့ဝမ်းသာအားရပြောပါတယ်။အဲ့ဒီအချိန်မှာ Yellow Lantern Ring တကွင်းဟာ Superman စီတက်မမတ်လာနေပြီးဒိုင်နာတော့သတိမထားမိရှာပါဘူး။ Ring ကဒဏ်ရာရထားတဲ့ Superman အနာချင်းကပ်ရင် Krypton ချိုသားခါလဲမင်းမအကြောက်တရားကိုထုတ်လွှင့်နိုင်စွမ်းရှိရဆိုတဲ့စကားနဲ့အတူ Superman လက်မှာဆွတ်သွားပါတယ်။ချက်ချင်းပဲ Superman Ring ရဲ့ power ကိုသုံးပြီးသူ့ရင်ဘတ်မှာစိုက်နေတဲ့ Kryptonite ကြီးစံကိုဆွဲထုတ်လိုက်ပါတယ်။ဒါတွေကိုဒိုင်နာသတိထားမိရဲ့အချိန်မှာတော့နောက်ကျသွားပြီး Superman ရဲ့ပြင်းထန်တဲ့ heat vision ကဒိုင်နာရဲ့ဘိုက်ကိုအပေါက်ဖောက်ပစ်လိုက်ပါတယ်။ Yellow Lantern Ring ရဲ့စွမ်းအားကတော့ Superman တစ်ကိုယ်လုံးကိုရစ်ပတ်ပြီး Sinestro Corp ကနေကြိုးဆိုပါရဲဆိုရဲကြိုးဆိုတန်တဲ့အတူအဝါရောင်ဝတ်ဆောင်တစ်ခုဖန်တီးပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲလူသားတို့ရဲ့မျှော်လင့်ချက် Man of Tomorrow Superman ဆိုတဲ့နာမည်ရဲ့ပိုင်ရှင် Kryptonian ဂျိုသားအကြောက်တရားရဲ့ပြရုပ် Yellow Lantern တကောင်ဖြစ်လာပါတယ်